UFC တမိုင်းမှာအပြင်းထန်ဆုံးရန်ဖြစ်ခဲ့ကြတဲ့ကော်နာနဲ့ခါဘစ်သူတို့နောက်တစ်ကြိမ်ထပ်တွေ့ကြအောင်မလားဒီမေကွန်းကပရိသတ်တွေရဲ့စိတ်ထဲမှာအမြဲရှိနေတော့မှာပဲပရိသတ်တွေမျှော်လင့်နေပေမဲ့လက်တွေ့မှာတော့ဖြစ်နိုင်ခြေအရန်နေပါတယ်ခါဘစ်ဟာ2020မှာရှုံးပွဲမရှိပဲချန်ပီယံဘဝနဲ့ဂုဏ်သိက္ခာရှိအနားယူသွားခဲ့ပြီးပါပြီသူဖခင်ကိုပေးထားတဲ့ကတိအတိုင်းပြိုင်ပွဲကဘာကနေအပြီးအပိုင်ထွက်ခွာခဲ့တာပါ Today I want to say it was my last fight ဒေါ်လာတန်ပေါင်းများစွာကမ်းလှမ်းခဲ့ပေမဲ့သူပြန်မလာခဲ့ပါဘူးကော်နာကတော့ပွဲပြန်ထိုးဖို့စူးစမ်းနေတော့မှာပဲဒါပေမဲ့ခြေထောက်တန်ရာကြီးကြီးမားမားရခဲ့ပြီးနောက်ပိုင်းသူ့ရဲ့ပြန်လာမဲ့လမ်းကမရေရာသေးပါဘူးမကြခင်မိုက်ကယ်ချန်ဒလာနဲ့ထိုးရမဲ့ပွဲတောင်ခြေချောင်းတန်ရာကြောင့်ဖျက်သိမ်းလိုက်ရတယ်ခါဘစ်ကသူ့ရဲ့တပည့်တွေကိုလေ့ကျင့်ပေးရင်းနီးပြဘဝနဲ့ပျော်ရွှင်နေပြီးကော်နာကလည်းကျမ်းမာရေးပြန်ကောင်းအောင်အချိန်ယူနေရပါတယ်ဒါကြောင့်ဒီနှစ်ဦးနောက်တစ်ကြိမ်အောက်တကွန်မှာထပ်တွေ့ဖို့ဆိုတာအိမ်မက်တစ်ခုလိုပဲဖြစ်သွားပါပြီသူတို့နှစ်ယောက်ရဲ့ပထမဆုံးပွဲကပဲတမိုင်းမှာဘယ်တော့မှမင်းမရနိုင်တဲ့ပြင်းထန်ဆုံးပွဲတစ်ပွဲအဖြစ်မှတ်တမ်းတင်နေဦးမှာပါ